ပါငယ်ရဆိုအဲ့လို Michael Jackson ဟာနေနဲ့ကတဲ့ကောင်ပေါ့နော် Michael Jackson တို့အဲ့လို Rain တို့ပါကြည့်ပြီးအဲ့လိုကခဲ့တဲ့ကောင်ပေါ့နော်ဒါပေမဲ့အဲ့လိုကတဲ့အလုပ်ကိုအဲ့လိုအရန်ဦးစားပေးမဖြစ်တာပဲရှိရယ်အစင်မှာကတယ်ဆိုတာလဲကျွန်တော်အဲ့လိုပေါ့နော်ကျွန်တော်တင်ထားခဲ့ဘူးတဲ့ဟာနဲ့ကျွန်တော်စိတ်ထဲမှာရှိရယ် music ပေါ်မှာပဲကျွန်တော် bounce လုပ်တာပါဒါပေမဲ့အဲ့ဒါကိုပရိသတ်ကသဘောကျတယ်ပေါ့နော်အဲ့လိုကြည်ကောင်းတယ်ပြောတော့ဝမ်းသာပါတယ်ဟုတ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်အဲ့လိုရှစ်တန်းကိုရန် guide တင်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်ကအဲ့လိုလမ်းထိပ်ကထီတဲ့အဲ့လိုသချင်းဖွင့်သွားတာပေါ့နော် Michael Jackson သချင်းလားဟုတ်တယ် Michael Jackson နဲ့ဖွင့်သွားတဲ့အချိန်မှာကျွန်တော်ကအဲ့လို guide တင်နေဒီခြံရဲ့ဘေးနားမှာကျွန်တော်စာကြက်ခိုင်းတာဆရာဒါပေမဲ့ကျွန်တော်ကဆရာလာတာမသိဘူးဆရာနောက်နှစ်ထင်ကြောပေါ့လို့နာကပ်ပြီးတော့ဖြောင်းလို့ဆွဲချလိုက်တယ်မှာအဲ့လိုအကုန်လုံးကဝိုင်းကြည့်နေအနောက်ကတကယ်ချင်းဝိုင်းကြည့်ပြီးရှက်ခဲ့ရတယ်အဲ့လောက်ထိကိုယူသွတ်တာပေါ့နော်အဲ့လိုစာတင်နေတဲ့အချိန်အနောက်မှာလင့်လေသူတို့က